မင်္ဂလာပါချယ်ဆီချစ်သူတို့ရေယနေ့အတွက်နောက်ဆုံးရချယ်ဆီသတင်းတွေကိုတင်ဆက်ပေးပါမယ်ခင်ဗျာချယ်ဆီအသင်းဟာနောက်ဆုံးရာသီကြိုခြေစွမ်းပွဲစုပ်ပွဲဖြစ်ရီးရဲ့ဆိုစီတက်အသင်းနဲ့ရှုပ်ပြိုင်ကစားခဲ့ရာ3ဂိုးတဂိုးဖြစ်အနိုင်ရယူနိုင်ခဲ့ပါတယ်ချယ်ဆီအသင်းအတွက်တွင်းဂိုးတွေကိုမော်ဂန်ရောဂျာတဂိုးနဲ့ဂျာအိုပက်ထရိုက2ဂိုးသွင်းခဲ့ကြပါတယ်ထိုပွဲဆက်ပြီးနောက်နီးပြဇာဘီအလွန်ဆိုကအခုလိုပြောဆိုခဲ့ပါတယ်ကျွန်တော်တို့အနေနဲ့ပရိသတ်တွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးတည်ဆောက်ပြီးသူတို့ရဲ့အားပေးမှုကိုရယူလိုပါတယ်ပရိသတ်တွေစီကနေအားရင်တွေရရှိနိုင်ဖို့နဲ့အပြန်အလှန်ထိတွေ့ဆက်နွယ်မှုရှိလာစေဖို့အတွက်ကျွန်တော်တို့ကကောင်းမွန်တဲ့ဘောလုံးကစားဟန်ကိုပြသပေးခြင်းပါတယ်ဒီကွင်းထဲမှာကောင်းမွန်တဲ့ပတ်ဝန်းကျင်အခြေအနေမျိုးဖန်တီးနိုင်ခြင်းကအသင်းအတွက်ကြီးမားတဲ့အားဖြည့်မှုတစ်ခုဖြစ်လာမှာပါအသင်းသားတွေအားလုံးစုစည်းနိုင်ခဲ့တာတကယ်ကိုကောင်းမွန်တဲ့အရာပါသူတို့တွေကတချို့ဟာလေ့ကျင့်မှု3ရက်ကြာမှာပဲမိနစ်60ကြာကစားနိုင်ခဲ့ကြတယ်ဒါကနောက်ဆုံးစမ်းသပ်မှုပါပဲအခုဆိုရင်ဖူဟန်အသင်းနဲ့ပွဲအတွက်ပြင်ဆင်ဖို့ကျွန်တော်တို့မှာတစ်ပတ်လုံးအချိန်ရပါပြီဒါဟာနောက်ဆုံးပြင်ဆင်မှုအနေနဲ့ကစားခဲ့တဲ့အလွန်ကောင်းမွန်တဲ့ပွဲစဉ်တစ်ခုဖြစ်ပါတယ်ကစားသမားတချို့အတွက်တော့ဒါဟာပထမဆုံးနဲ့နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်ကျွန်တော်တို့အတွက်တော့ကောင်းမွန်တဲ့အချက်တွေရောတိုးတက်ကောင်းမွန်အောင်လှုပ်ဆောင်နိုင်မယ့်အချက်တွေပါရှိခဲ့ပါတယ်ဒီလိုအချိန်မျိုးမှာကစားသမားတချို့အတွက်ဒါကတာမန်ဖြေရိုးဖြစ်စဉ်ပါပဲလို့နီးပြအလွန်ဆိုကပြောကြားခဲ့ပါတယ်ရီယယ်ဆိုစီဒက်အသင်းနဲ့ခြေစမ်းပွဲစုမှာချက်ဆီအသင်းရဲ့နီးပြဇာဘီအလွန်ဆိုဟာအသင်းရဲ့လူစရင်းမှာနီကိုလတ်ဂျက်ဆန်လီယန်ဒီလက်နဲ့တိုဆင်အာဒါရာဘီအိုယိုတို့ကိုအသင်းလူစရင်းမှာဖယ်ရှားခဲ့ပြီးအဆိုပါကစားသမား3ဦးလုံးဟာအပြောင်းရွှေ့ဈေးကွက်မပိတ်သိမ်းခင်ချယ်ဆီအသင်းကနေထွက်ခွာရဖို့တေချာစေခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကိုဘာမာကအောင်ပွဲခံပုံနဲ့ပတ်သက်၍အခုလိုပြောဆိုခဲ့ပါတယ်။မော်ဂန်ရောဂျာကဒါကိုအရင်ဆုံးလုပ်ခဲ့တာပါဒါပေမဲ့ဒါကိုနာမည်ကြီးသွားအောင်လုပ်ခဲ့သူကတော့ကျွန်တော်ပါပဲ။ပြောကြားခဲ့ပါတယ်။အဆုံးထိနားထောင်ပေးခဲ့ကြတဲ့ချယ်ဆီချစ်သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။